ဒီစစ်သားလေးဟာမတော်တဆမြေမြုပ်မိုင်းတစ်ခုကိုနင်းမိသွားခဲ့ပါတယ်။ဒါကိုသိလိုက်ရတဲ့အချိန်မှာတော့သူဟာကြောက်လန့်ပြီးသတိလက်လွတ်ဖြစ်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူတင်မကသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ပါအန္တရာယ်ရှိနေလို့ပါပဲ။ခဏအကြာမှာတော့သူတို့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူရောက်လာပြီးတစ်သားချောင်းလေးနဲ့မိုင်းဘေးကမြေကြီးတွေကိုဖယ်ရှားပြီးစစ်ဆေးခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဒီမိုင်းဟာအရန်ကြီးမားလုံးတဲ့အတွက်ဖြုတ်ဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတာကိုသူတို့သိလိုက်ရပါတယ်။ဒါကြောင့်ခေါင်းဆောင်ကတခြားစစ်သားတွေကိုအဝေးကိုစုပ်ခိုင်းလိုက်ပါတယ်ပြီးနောက်သူကစစ်သားလေးကိုတစ်နှစ်သုံးဆိုတာနဲ့ခြေထောက်ကိုကြွက်ခိုင်းပြီးစစ်သားလေးရဲ့နေရာမှာသူကိုယ်တိုင်အစားထိုးပြီးမိုင်းပေါ်ကိုနင်းလိုက်ပါတယ်ခေါင်းဆောင်ရဲ့ညွှန်ကြားချက်အတိုင်းစစ်သားလေးကခြေထောက်ကိုဖယ်လိုက်တာနဲ့တပြိုင်နက်ခေါင်းဆောင်ကမိုင်းပေါ်ကိုအစားထိုးနင်းလိုက်ပါတယ်အခုတော့ခေါင်းဆောင်ဟာသူ့တပည့်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့ရဲ့အသက်ကတော့အန္တရာယ်ရှိသွားခဲ့ပါပြီရုတ်တရက်ခေါင်းဆောင်ဟာဟန်ချက်ပြက်ပြီးမိုင်းပေါ်ကနေခြေထောက်တစ်ဖက်လွတ်သွားခဲ့ပါတယ်။အားလုံးကထပ်ပေါက်ကွဲတော့မယ်ဆိုပြီးကြောက်လန့်တကြားဖြစ်သွားချိန်မှာခေါင်းဆောင်ဟာမိုင်းပေါ်မှာခုံပေါက်ပြနေခဲ့ပါတယ်။တကယ်တော့ဒီမိုင်းကဖြုတ်ပြီးသားမိုင်းအဟောင်းကြီးဖြစ်နေတာပါ။သူကသူ့တပည့်ကိုစနောက်လိုက်တာပဲဖြစ်ပါတယ်။